Aseneya, Aseneya, Abameya, Abameya, Majansa, Manasina, Ingongo, Sona Vavanandane, Lua Ozo, Yizona, Muvedo, Yasavyam. Longetum Yado, Vilagong, the Marigong, Kenyagong, Wimodigong. Vimodi Nyanadana Gononim Izona Mudaja Luna Yamada Dava Boundoi Uza Tugo Kana Murai Vedo Myaswavyam Araham Wadana Nindagwa the Tongaya Kileda Nijeroma Kinwe Sinjera Muvedo Myaswavyam Araham Lova, Doga, Moha, Sajira, Hilida, Yanurogo, Bedado, Mujido, Myaswavyam, Araham, Sandra Zai, Dauganogo, Chopyado, Mujido, Myaswavyam, Araham, Nyema, Myegwe, Ajinkade, Senje, Sequoia, Majiro, Mudonia Swavyam, Samadamura, Tessa Leva, Cabino Diarogo, Suvatan, Nimekame, Urania Hoswami, Sozan Pushaga, Mangazwa, Dira Muvido, Myaswavya, Veda Sarana Bambano. Vajamiro Nyandu Doma, Nyandu Shiba, Sarana Miro, Chiga Jindia, the Sangavarone, Izono, Muvido, Yaswavyam, Ruedo, Badavaroas, Ajumia Jam, Homano, Sagamoda, Yasuro, Murabido, Yaswavya, Ruedo, Megin Sipyat. Chenera Muyajin, Gonzoa, Soajin, Gonzoa, Chichin, Shido, Muvido, Myaswavyam. Loga Vidu, Loga Yajaya, Lonzongo, Agosin, Zinina, Muvido, Myaswavyam. And no doro, Anemia Zonchido, Vilagong, the Marigong, Penyago, Wimodigo. Vimodi Nyanadana Gono Ne, Dizono Mudoja Logara Lonai, Miazum, Shida Muvido, Myaswavyam, Urida Damadarati, Inye Lema Tinyati, Machija, De Mediwa, Soma Bedaido Bogoroat, Inye Lema Tinyati, Chujang. Soma Donena Murabido, Myaswavyat, Nodro, Burida, Damadarati, Soma Raido, Bogoroa, Nyunja Tondim, Berian, Soma Munai, Adumaji, Myasum, Shido Muvido, Myaswavyam, Patarivam Nudanam, Chandaya, Jang, Lango, Nyunja, Soma Muraye, Lunadoi. Siamyasi, Pito Muvido, Myaswavyat, Buddha, Dialozongo, Gong, Pito Muvido, Myaswavyam, Bhagawa, Bono Nana, Gano Nana, Nyano Nana, the Guru Nana Rone, Loa Odo, Yizono Muvido, Myaswavyat, Ranza Jiro, Gubado Gono, Sebado Gono, Ananda Gono, Jizura Bondo Nim, Jizona Mudo, the Dotinsha, the Benu Myaswavyago, Yadi, Yodimia, no Leo Moye, Chico Buzo, Pumyaman Leo, Karova, Myaswavya. Bhagavata Myaswavyadi Ekado Hojado Dhammo Dayadodi Buddhado Kileda Nyayam Gangmo Manganswa Hoado Dayado Myabhaviraga
သာနေတိကောကျင့်ကြံအားထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်လင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပေရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုကျင့်ကြံအားထုတ်ရန်ဟိမှန်တိုက်တွန်းတိုက်သောတရားတော်မြတ်ပါပေတယ်။ပါဏိကောမိမိတဏ္ဍာ၌တည်အောင်ကျင့်ဆောင်တိုက်သောတရားတော်မြတ်ပါပေတကား။ဝိသတံဝိဒါဘဝိညွဤတရားမြင်သိသည့်ပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေတကားဝါခာတအစရှိသောဤကုံတော်6ပါးနှင့်ပြည့်စုံတော်မူသောမဲ့4ပါးဖို့4ပါးနိဗ္ဗာန်ပရိယာအပြင်10ပါးသောတရားတော်များကိုဘုရားရည်တော်သည်ယောသေမြန်တို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှလျော့ကြောပါဤဘုရားသာဓုသာဓုသာဓုသရဝါတော်မြတ်စွာဘုရား၏သာဝကသံဃောတတိသာပေါင်းသံဃာတော်သည်သုပတိပန်တော်လောဘဒေါသမောဟကင်းကြောင့်သီလသမာဓိပညာခြင်းကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥစုပတိပန်တော်ကိုနှုတ်စိတ်ထားကောက်သုံးမအကင်းအောင်ရှောင်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယပတိပန်တော်ဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားသာမိစေပတိပန်တော်သူများကပြုသည်ယောသေမှုနှင့်သင်နှင့်ထိုက်တအောင်ကျင့်ကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေရောအရာဝေးမှတော်လဲဆောင်လာ၍ဘေလူပူဇော်လိုက်ဘေလူဒီကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအာဟုနေရောချစ်မြတ်တို့အားသည်ဧည့်သည်များအတွက်အထုပြုပြင်ထားသောစားကောင်းသောဖွယ်များကိုတော်လဲဘေလူပူဇော်လိုက်ခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဧကိနေယောတောင်တမလွန်လောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ဘေလူသည်ကိုခံရတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်မျှော်ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကတာကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါတတ္တဝါအပေါင်းဤအကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားသုပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောမေဃတံပုဂ္ဂိုလ်၄ပါးဖလတံပုဂ္ဂိုလ်၄ပါးအပြင်7ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားရည်တော်သည်ယောသေမြန်တို့လက်အုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏အရှင်ဘုရားသာဓုဘုဒ္ဓသောဘဂဝါဘောရယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုယ်ဝေရာစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဘုရားသစ္စာလေးပါးအမှန်တရားကိုပိုင်းခြားထင်သိမြင်တော်မူပြီးပြီဖြစ်၍ဘောရယသတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူပင်သိမြင်ကြပါစေခြင်းကြိုးငှာဓမ္မံသစ္စာလေးရန်တရားမှန်ကိုဧတေတိကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသက်တော်တင်ရှားထိုမြတ်စွာဘုရားကိုအဟံကျွန်ုပ်သည်ဝ
ဝနာမိယောတိမြနိုးလက်အောင်မို့၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားသာဓုဒန္တောသောဘဂဝါဓမ္မထာယဓမ္မံတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒန္တောမြင်ကြတွေ့ရာကြံသိရာမှာကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာညစ်ကြေးကင်းစင်ဝေးလျက်ယဉ်ကျေးကြပါစေခြင်းကျိုးငါဓမ္မံယဉ်ကျေးစေရန်တရားမှန်ကိုဒေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အမိုး၍ရှိခိုးပါ၏အရှင်ဘုရားဗန္တောသောဘဂဝါသမထာယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဗန္တောကာရသာသာအလှူရှားကင်းလျက်ငြိမ်သက်ငြိမ်တော်မူပြီးဖြစ်၍သမထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာငြိမ်သက်ငြိမ်ကြပါစေခြင်းကြောင့်ငါဓမ္မငြိမ်သက်စေရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားဒိဏောသောဘဂဝါတရဏာယဓမ္မံတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒိဏောဩဃာလေးပြာသန္တရာဤဟိုမာကံရောက်နိဗ္ဗာန်ပေါအောင်ကုမြောက်တော်မူပြီးသည်ဖြစ်၍တရဏာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကုမြောက်ကြပါစေခြင်းကြောင့်ငါဓမ္မံကုမြောက်စေရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ပရိနိဗ္ဗုတောကိလေသာခသိအလုံးစုံငြိမ်းသည်ဖြစ်၍ပရိနိဗ္ဗာနာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာခသိငြိမ်းကြပါစေခြင်းအကျိုးငါဓမ္မံကိလေသာငြိမ်းရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တံသတ္တောတင်ရှားထိုမြတ်စွာဘုရားကိုကျွန်ုပ်သည်ဝနာမိယောတိမြတ်တို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရား